ဖောက်ပြန်နေတဲ့လူကိုဒီနည်းနဲ့တိနိုင်တယ်တင်ရောဖောက်ပြန်တာခံနေရပါလားခင်ဗျာဒါမှမဟုတ်လေတင်းယောက်ျားတစ်ချစ်တူဖောက်ပြန်နေတာဖြစ်နေပါလားခင်ဗျာနံပါတ်1ချက်အချိန်ပေးတာနေတော့တယ်အရင်ဆိုရင်တင့်ကိုသမင်းနေပါတယ်ဒီကခေါ်စားတာတို့ဟုတ်တယ်ဟုတ်သမင်းနေပါအတူတူစားတာတို့ပြီးတော့တင်နဲ့အတူတူတွားလဲတာတို့ဟိုတွားဒီတွားတာတို့ပြီးတော့ချော့ပင်းနေပါထွက်တာတို့တင့်ကိုအချိန်ကြီးအများကြီးပေးတယ်အခုချိန်မှာအချိန်ပေးတာနေတော့တယ်နံပါတ်2ချက်တင့်အပေါ်မှာစိတ်ဝင်စားမှုတွေနည်းနေတာအရင်ဆိုရင်တင်ပဲသွားနေရလဲတင်ပါစားနေရလဲတင်နေမကောင်းတာလားဟုတ်တယ်ဟုတ်အကုန်လုံးတည်တယ်အခုချိန်မှာတင့်ပေါ်မှာစိတ်ဝင်စားတာလုံးဝနေသွားတာနံပါတ်3ချက်သူ့ရဲ့ဖုန်းကိုတင်လုံးဝကင်လို့မရတော့ဘူးသူ့ရဲ့ဖုန်းကိုတင်အနေနဲ့ထိလို့တောင်မရတော့ဘူးဟုတ်တယ်ဟုတ်တခါကျရင်သူ့ရဲ့ဖုန်းမှာသူ့ရဲ့မှာနံပါတ်တွေအမြဲပြောင်းထားတယ်တင့်ကိုသူ့ဖုန်းထဲမှာဝင်လို့မရအောင်သူ့အနေနဲ့လှုပ်ထားတယ်ပြီးတော့အိမ်နိုင်ပိုင်းတက်တဲ့ချိန်ကျရင်လည်းဖုန်းယူသွားပြီးတော့အကြာကြီးအိမ်နိုင်ပိုင်းတက်တာတို့နံပါတ်4ချက်သူ့ရဲ့အလုပ်တွေကအရင်ကထက်ပို့ပြီးတော့များလာတယ်ဆိုတဲ့အကြောင်းပြချက်တွေတင့်ကိုပေးနေတယ်အလုပ်ကများလာတယ်ဒါပေမဲ့သူ့ရဲ့ဝင်ငွေကပုံမှန်တိုင်းသူ့ရဲ့လစာကပုံမှန်တိုင်းအဲ့လိုမျိုးတင့်ကိုအကြောင်းပြချက်တွေပေးနေတာတကယ်တမ်းတော့သူ့ရဲ့အလုပ်ကများလာတာမဟုတ်ဘူးတင့်ကိုအချိန်မပေးဘဲနဲ့တခြားလူတယောက်ကိုအချိန်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျဒီအချက်တွေကတင်းအတွက်အကျိုးရှိတယ်ဆိုရင်1လို့ရိုက်ခဲ့ပေးပါခင်ဗျတင်းရဲ့ယောက်ျားတင်းရဲ့ချစ်သူဖောက်ပြန်နေတယ်တင်းရဲ့ယောက်ျားတင်းရဲ့ချစ်သူကနောက်မိမထားနေတယ်မရင်ငယ်တွေထားနေတယ်ဆိုရင်မရင်ငယ်နဲ့အမြန်ဆုံးပြတ်စေချင်တယ်နောက်မိမနဲ့အမြန်ဆုံးပြတ်စေချင်တယ်ဆိုရင်အဆောင်ကိုအသုံးပြုပြီးတော့တင်လိုတူတူကိုထိချုပ်ထားလို့ရပါတယ်ခင်ဗျအဆောင်ကိုအသုံးပြုချင်တယ်ဆိုရင်စိတ်ရိုက်ပစ်မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျာအဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျာအားလုံးကိုအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျာ